အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Dynamic Geo Diary ရဲ့ weekly podcast တွေရဲ့အစီအစဉ်ကနေကျွန်တော်တို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ထုံးပုံမှန်အတိုင်းကျွန်တော်တို့နှစ်ယောက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ new guest တယောက်အနေနဲ့ကျွန်တော်တို့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကျန်တဲ့နှစ်ယောက်ကတော့ကျွန်တော်တို့ဘရိုတည်ပြီးသားလို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်တို့ဆိုတော့ဒီတယောက်လေးကိုကျွန်တော်တို့မိတ်ဆက်ရအောင်ဘရိုအောင်ခန့်မင်္ဂလာပါဆိုတော့ဘရိုအနေနဲ့မိတ်ဆက်ပေးပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ကောင်းခန့်ပါကျွန်တော်လက်ရှိဒီမလေးရှား APU Asia Pacific University မှာ Cyber Security Major နဲ့ဒါ First Year ဟိုတက်ရောက်သင်ကြားနေရဖြစ်ပါတယ်ဆိုတော့အားလုံးပဲတွေ့ရဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဘရိုမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်တို့ပြောမယ့် topic လေးရဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့ finance ပေါ့နော်ဒီငွေရေးကြေးနဲ့ပေါ့နော်ဒီငွေရေးကြေးကိုဘာကြောင့်ကျွန်တော်တို့ရွေးချယ်ရလဲဆိုခါကြတော့ထိတ်ဆုံးကျွန်တော်တို့ဘာကြောင့်ရွေးချယ်ရလဲဆိုခါကြတော့ဒီငွေရေးကြေးပိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဒီအခုနောက်ပိုင်းကျွန်တော်တို့အရွယ်လူငယ်တော်တော်များများပေါ့နော်ငွေရေးကြေးကိုကျွန်တော်ကောင်းကောင်းမစီမံတတ်ပဲနဲ့အတုံးဆွဲအရန်ကြီးတာကိုတွေ့ရတယ်ဗျာပြီးတော့ရင်နောက်တစ်ခုကကျွန်တော်တို့ဒီအတုံးဆွဲအရန်ကြီးနေတဲ့ဟာကိုကျွန်တော်တို့ဆိုလဲအတုံးဆွဲအရန်တော့ကြီးခဲ့တာပဲဒီထဲမှာလည်းပါခဲ့တာပဲကျွန်တော်တို့ကဘယ်လိုထိန်းချုပ်လဲကျွန်တော်တို့ရဲ့ mindset ကိုဘယ်လိုထားခဲ့လဲဘယ်လိုမျိုးတွေ control လုပ်ခဲ့လဲပြီးရင်ဒီလိုအတုံးဖြုံးမကြီးတာအောင် common mistake တွေကကျွန်တော်တို့ပုံမှန်တွေ့နေကြတဲ့အမားတွေကဘယ်လိုမျိုးလဲဘယ်လိုပုံစံတွေကကျွန်တော်တို့ရဲ့ဟိုဘယ်လိုပုံစံတွေကနေပြီးတော့ကျွန်တော်တို့ရဲ့ပတ်စံတွေကိုဘယ်လိုထွက်ချင်လဲဆိုတော့ကျွန်တော်တို့နေ့စဉ်နဲ့ညကျွန်တော်တို့လိုချင်တာတော့ရှိမှာပဲဗျာဒီဟာကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်ကြလဲကျွန်တော်တို့ mindset ကိုဘယ်လိုထားကြလဲဘယ်လိုဖြည့်သိမ်းကြလဲပေါ့နော်ဒီနေ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ finance အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့လက်ရှိမှာဆိုရင်ကျွန်တော်တို့က university student တွေဖြစ်ကြတယ်ဆိုတော့အတွက်ကြောင့်မလို့ကျွန်တော် university ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ဆိုရင်လည်းဝင်ငွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ထိုက်တဲ့နဲ့အလျောက်ပေါ့နော်ထိုက်တဲ့နဲ့အလျောက်တော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ចောင်းစရိတ်တို့ကျွန်တော်တို့ရဲ့100%လုံးမိဘနေရာတွေကို supporting မယူဘဲနဲ့ကိုယ့်အနေကိုရက်တည်နေတာတော့မဟုတ်ကြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ support ကိုယ့်အနေကို finance ကတော့ကျွန်တော်တို့ထိန်းချုပ်ဖို့တော့လိုတယ်ဆိုတော့အတွက်ကြောင့်မလို့ဒီ finance ကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်ကြလဲပေါ့နော်ပြောပြကြပါဦးဆိုတော့ကျွန်တော်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုတက္ကသတလေဆိုလို့ရှိရင်အဲ့လိုအတုံးများသွားတဲ့လာတွေရှိရပေါ့နော်အတုံးများတာကဘယ်လိုကိစ္စမျိုးတွေမှာများလဲဆိုတော့ဒါကျွန်တော်ကကြတော့ဟိုပြောရရင်အပြင်တိတ်မသွားတတ်တဲ့လူလို့ပြောရမယ်ဗျအားနေအိမ်ထဲမှာပဲနေတတ်တဲ့လူမျိုးလို့ပြောရမယ်ဒါပေမဲ့ကျွန်တော်လိုလူမျိုးမှာတော့မှပဲတလကုံသွားတဲ့အမောင်ရှိရပေါ့နော်ဒါဘယ်နေရာမှာအဓိကကုံလဲဆိုတော့ကျွန်တော်တခါတလေမနက်ပိုင်းအစောချိန်နေကျွန်တော်အိယာမထားနိုင်ရင်ကျွန်တော်အကြောင်း grab နဲ့ထိုးရတဲ့အခါမျိုးရှိရယ်ဆိုတော့အဲ့လိုအခါမျိုးတွေဆိုလို့ရှိရင်ပို့ကုန်တယ်ပေါ့နော်ဘာလို့ဆိုကျောင်းကစီစဉ်ပေးထားတာက shuttle bus ဗျာဒီ shuttle bus ကတော့ free ဗျာကျွန်တော်နေတဲ့နေရာနဲ့ဆိုလို့ရှိရင်လည်း free လို့ပြောရမယ်ဆိုတော့ဒီ shuttle bus ကိုမှီအောင်မထားနိုင်ပဲနဲ့ grab နဲ့သွားရတာဆိုတော့ဒါဘယ်လိုပေါ့လဲကိုကြောင့်ပဲပတ်စံကုန်တယ်လို့ပဲပြောရမှာပေါ့နော်မကုံတဲ့နေရာမှာကုံသွားတာပေါ့အဲ့နော်ပေါ့မကုန်တဲ့နေရာမှာကုန်တယ်ပေါ့ပြီးတော့နောက်ထပ်ကျွန်တော်ဘယ်လို case တွေမှာပတ်စံကုန်လဲဆိုတော့အပြင်မုံဆိုင်တွေမှာစားတာညားတဲ့လာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်စံပို့ကုန်လေးရှိရယ်ဘယ်လိုမျိုးဆိုတော့ဒါပြီးခဲ့တဲ့လပေါ့နော်ပြီးခဲ့တဲ့လ January တော့ဆိုလို့ရှိရင်ကျွန်တော်အပြင်သွားတာကိစ္စတစ်ခုနဲ့အပြင်သွားတာများတယ်ဆိုတော့ကျွန်တော်အပြင်မှာစားပြလိုက်တာများတယ်ပေါ့နော်ဆိုတော့တခါတလေစားလို့ရှိရင်တခါစားရင်အနည်းဆုံး10ကျပ်ဗျာအပြင်မှာဒါကျွန်တော်မလေးရှား rate နဲ့ပြောမယ်ဆို10ကျပ်ဗျာဆိုတော့အဲ့တခါစားရင်10ကျပ်ဗျာ3ခါလောက်စားရင်ပဲ30လောက်ကုန်ပြီဗျာအဲ့30ဆိုတဲ့ပမာဏကဒါကျွန်တော်တို့တပတ်စာဈေးဘူးကောင်းကောင်းလောက်တယ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေရှိရပေါ့နော်ပြီးတော့အဲ့ဒီဈေးသုံးတဲ့ဈေးဘူးထဲမှာဝယ်တခါလေကြရင်မလိုအပ်တဲ့အရာတွေဝယ်မိတတ်တာမျိုးရှိတယ်တိတ်တိတ်မမအစားတချို့အရာတွေဆိုရင်လည်းနည်းနည်းအမောင့်များတဲ့ဥစ္စာမျိုးရှိတယ်ပေါ့နော်ငွေကြီးအသုံးပြုတဲ့နေရာမှာကုန်လေးကုန်ထားရှိကြတယ်ပေါ့ဟုတ်ပါတယ်ဆိုတော့ရှုခန့်အနေနဲ့အောင်မင်းမိုက်ပိတ်ထားရလားကျွန်တော်အနေနဲ့ပတ်စံများသောအဖြစ်ကုန်တဲ့နေရာကတော့ကျွန်တော်ကတော့ဒီအိမ်လခတို့အဲ့ဒါတွေကတော့မပြောတော့ဘူးဗျာဒါတွေကတော့အများဆုံးပေါ့နော်အိမ်လခကျောင်းလခတို့ကတော့များတယ်ပေါ့နော်များသောအဖြစ်ကတော့ကျွန်တော်က
ဒီအလုပ်လည်းမရှိသေးဘူးဗျာလောလောဆယ်ကတော့အဲ့တော့ဘာမှထူးထူးထွေထွေသွားလာစရာမရှိတော့ဒီ transportation ခလည်းမကုန်ဘူးပေါ့နော်အဓိကကတော့ကုန်တာကဒီစားတောက်စရာပဲပေါ့နော်စားတောက်စားတယ်တောက်တယ်ဒါပဲရှိမယ်ဗျကျွန်တော်မှကုန်တယ်ဆိုလို့ဘာမှထူးထူးကျွန်တော်မဝယ်ဘူးဗျဒီမှာရောက်ကြရအဲ့လိုမျိုးဒီအင်ဂျီပဲဖြစ်ဖြစ်အဲ့လိုမျိုးဝယ်တာကျွန်တော်မှတခါမှမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်မှကုန်တယ်ဆိုလို့အစားတောက်ပဲရှိရဗျအစားတောက်တော့မှကျွန်တော်က အိမ်မှာပဲချက်စားတာများတယ်ပေါ့နော်အပြင်မှာကျွန်တော်တော်ယုံတန်ယုံမစားဘူးဗျဘာလို့လဲဆိုလို့ရှိရင်ဒီမှာBritish အစားအစာတွေကျွန်တော်မကြိုက်ဘူးဗျဘာလို့လဲသူတို့အစားအစာတွေက McDonald ရှိမယ်Peri Peri ရှိမယ်အဲ့ဒါတွေခါကျတော့ကျွန်တော်တို့မြန်မာပါဇက်နဲ့တိတ်မကြိုက်ဘူးပေါ့နော်တခါတလေကတော့ကျွန်တော်လည်းဒီနွားနို့နဲ့ပေါင်မိုးတော့စားဖြစ်ပါတယ်ဒါပေမဲ့မြန်မာသမင်းဟင်းလိုမျိုးအရသာမရှိတော့ဗျာကျွန်တော်သမင်းကိုပဲပုံမှန်စားဖြစ်ရုံပေါ့နော်တရက်ကို2နက်လောက်တော့ကျွန်တော်ပုံမှန်စားဖြစ်တယ်ဒီတော့ကျွန်တော်ရဲ့တလားတစ်ခါဈေးသုံးမယ်ဆိုလို့ရှိရင်တော့ဒီကုန်တာပေါ့နော်တစ်ခါသုံးမယ်ဆိုလို့ရှိရင်ဒီ3,500အဲ့လောက်တွေကုန်တာပေါ့နော်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ဒီတော့အဲ့ဒါတလောက်ဆိုလို့ရှိရင်3-4ခါလောက်တော့ဈေးသွားရတယ်ပေါ့နော်ဒီတော့ကျွန်တော်မှအကုန်စရာဆိုလို့စားစိတ်တစ်ခုပဲရှိပါတယ်ဒီနေစရိတ်ကြောင်းစရိတ်တာတော့တခြားတက္ကန့်တာပေါ့ ဟုတ်တယ်ဒါတော့ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်အနေနဲ့ကကြတော့လေဒီသုံးစိတ်တွေဆိုရင်ကျွန်တော်အပြင်မှာစားရဲဆိုရင်ပိုစေးကြီးရဗျာပြီးတော့အပြင်မှာစားတဲ့ဟာကကျွန်တော်တို့ကဒီကျမ်းမာရေးအတွက်လည်းရေရှည်မှာဆိုရင်ကျမ်းမာရေးအတွက်လည်းထိနိုင်တယ်ဗျာအထူးသဖြင့်သူတို့သုံးတဲ့အသုံးပစ္စည်းတွေကတန့်လားမတန့်လားဆိုတော့ကျွန်တော်မျက်မြင်မတွေ့နိုင်ဘူးအထူးသဖြင့်စီတို့အချိုမုံတွေစားများတာလားကြက်သားမုံတွေထည့်များတာလားဆိုတော့ကျွန်တော်တို့မတွေ့နိုင်ဘူးရေရှည်မှာစားရတဲ့အချိန်ကျရင်ကိုယ်တို့တော့အချောင်လွယ်တယ်ဗျာလွယ်နဲ့တော့ရလိုက်တယ်ကိုမှလိုက်လို့ပတ်စံမဲ့ကုန်သွားတာပါရှိတာကျွန်တော်တို့မြန်စားရတယ်ဘာမှလုပ်ဆရာမလို့ပကံလေးဆေးကြမလို့လွယ်တယ်ဒါပေမဲ့ရေရှည်မှာကျွန်တော်ကျမ်းမာရေးအတွက်လည်းထိတယ်ပတ်စံရေးအတွက်ကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်လည်းမကိုက်ဘူးဗျာချက်စားတာကျတော့ကျမ်းမာရေးအတွက်လည်းကောင်းတယ်ကိုတိုင်းချက်တဲ့အတွက်ကြောင့်မလို့ healthy လည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲကိုတိုင်းချက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟင်းချက်နီးတွေတို့ကျွန်တော်ဘယ်လိုပြောမလဲအသွေးအကြုံလည်းရတယ်ဗျာပြီးရင်ကျွန်တော်အသက်ပညာတစ်ခုရလိုက်တယ်လို့ပဲဗျာကျွန်တော်ကိုယ်တိုင်ဟင်းချက်သားတဲ့တက်တဲ့လူဟုတ်တယ်ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ finance ဘိုင်းကိုခုနကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့တခုကျွန်တော်တို့လူငယ်တွေပဲဗျာတခုခုမြင်ရင်တော့ကျွန်တော်လိုချင်မှာတော့အမှန်ပဲဗျာဒါပေမဲ့ဘယ်လိုမျိုးတွေခွဲခြားကြလဲပေါ့နော်ဥပမာကျွန်တော်အနေနဲ့ဆိုရင်ဒီဟာကိုကျွန်တော်အရန်လိုချင်တယ်ဗျာဥပမာကျွန်တော်တခုပြောမယ်ဆိုရင်ဒီလားအင်ဂျီလိုချင်တယ်ဗျာ H&M brand တွေကျွန်တော်အင်ဂျီတစ်ထည့်လိုချင်တယ်ပဲထားအောင်တအားလိုချင်ခဲ့ရဆိုရင်ဒီလားကျွန်တော်ရဲ့အသုံးစရိတ်ကိုကျွန်တော်ပြန်ကြည့်တယ်တပတ်ဈေးသွားကျွန်တော်တပတ်ဈေးဖိုးနဲ့ကျွန်တော်စားတဲ့ဟာတွေကျွန်တော်တပတ်လိုချင်တယ်ဆိုရင်ကျွန်တော်ရအောင်စုတယ်ဥပမာဆိုရင်ကျွန်တော်ပုံမှန်သုံးနေတာ50ဆိုရင်ပုံမှန်သုံးနေတာ50ပဲထားလိုက်ပုံမှန်သုံးနေတာ50ဆိုရင်ကျွန်တော်40မဟုတ်ရင်45ရအောင်စုတယ်တပတ်5ကျပ်တော့ရအောင်စုတယ်ပြီးတော့မှ3-4ပတ်လောက်စုလို့ရလာတဲ့ပိုတဲ့ဟာကိုနည်းနည်းပြန်ဆိုင်ပြီးတော့ကျွန်တော်လိုချင်တဲ့ဟာကိုရအောင်ဝယ်တယ်ပေါ့နော်တလားကျွန်တော်တော့အဲ့လိုချင်းချင်းတယ်ဘယ်လိုတော့ဘယ်လိုချင်းချင်းကြလဲဟိုရာဗာလဲဒီတောင်ကြီးသူရဲ့အချစ်ကရောပြင်မရချင်တော့ဘူးလား skip bro skip ကျွန်တော်ကကြတော့ဒီလိုချင်တာဝယ်ဆွဲနေရပြောမှာဒါကျွန်တော်စဉ်းစားပုံကနည်းနည်းတော့ထူးဆန်းတယ်ပေါ့နော်ထူးဆန်းတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒါကျွန်တော် financial case တစ်ခုတည်းကိုပဲထည့်စဉ်းစားတာမဟုတ်ဘဲねကျွန်တော်ဝယ်ရမယ့်အကြောင်းအရာမှာကျွန်တော်ထည့်စဉ်းစားတယ်ဥပမာကျွန်တော်အခုတော်တော်လိုချင်တဲ့အယုတ်တရုတ်ရှိရပေါ့နော်ဒါ fan join ရဲ့ Batman အယုတ်ပေါ့နော် action figure ပေါ့ဆိုတော့ကျွန်တော်အဲ့ဒါကိုဝယ်ဖို့စဉ်းစားနေတာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလောက်တည်းอ่ะပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာလို့မဝယ်လဲဆိုတော့ကျွန်တော်မှာဝယ်ဖို့အကြောင်းပြချက်မရှိလို့ကျွန်တော်ကတခုခုဝယ်လိုက်တယ်ဆိုလို့ရှိရင်အောင်ဝဲခံတဲ့အနေနဲ့ဝယ်လိုက်တာမျိုးဗျာဒါပေမဲ့လက်ရှိအချိန်ကြီးကျွန်တော်မှာအောင်ဝဲခံစရာကိစ္စကြီးမားမားမရှိသေးဘူးလို့ကျွန်တော်ယူဆတာအဲ့တော့ကျွန်တော်ကမဝယ်ပဲနဲ့လို့ပတ်စံပဲနည်းနည်းထပ်စုနေပြသေးတာပေါ့ဆိုတော့ကျွန်တော်ကအဲ့လိုမျိုးပြန်စဉ်းစားလိုက်တာပေါ့အောင်ဝဲခံစရာရှိရင်ဝယ်လိုက်တယ်ပေါ့ကိုကိုချီ celebrate လုပ်တာပေါ့အဲ့လိုမျိုးဆိုလို့ကျွန်တော်ဝယ်လိုက်တယ်ဆိုတော့အဲ့အကြောင်းမလို့ပဲကျွန်တော်အပြင်ပစ္စည်းရတော့ဝယ်တာနည်းနည်းရှားတယ်ပြောရမယ် Okay ကျွန်တော်လည်းတူပဲဗျာဒီပစ္စည်းဝယ်တာလည်းပတ်သက်မယ်ဆိုလို့ရှိရင်ဒီမှာရောက်ကြတဲ့ရပဲမဟုတ်ပါဘူးဒီမြန်မာနိုင်ငံကြတဲ့ရပေါ့နော်ကျွန်တော်ပစ္စည်းဝယ်တာရှားတော့ရှားတယ်ဗျာဘရိုနဲ့တူပဲပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်စိတ်ရဗျာ
ငွေရလဲကိုယ့်ဟာကိုနည်းနည်းပါးပါးရှာနိုင်ခဲ့တယ်ဗျာမြန်မာနိုင်ငံမှာနေစင်ကာပူမှာနေခဲ့တော့ပေါ့အဲ့လိုမျိုးရှာနိုင်ခဲ့တော့ဗျာဒီကျွန်တော်တို့ကိုယ်ပိုင်သုံးရမယ့်ပစ္စည်းဥပမာဖက်နက်ဗျာကျွန်တော်ဆိုဖက်နက်တို့အဲ့လိုမျိုး crazy ဖြစ်တယ်ဗျာအဲ့လိုမျိုးဝယ်ရမယ့်အချိန်မှာကျွန်တော်တို့ကိုယ်ပိုင်လဲကိုယ်တိုင်ကလည်းတန်ဖိုးထားတယ်ပြီးတော့မှနေ့ရှည်လကြာသုံးရမယ့်ပစ္စည်းလဲဟုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကကိုရှာထားတဲ့ပတ်စံနဲ့ပဲကိုဝယ်ပြီးတော့မှသုံးချင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုဝယ်လိုက်ခြင်းအဖြစ်ကျွန်တော်အထင်ပေါ့နော်အဲ့လိုဝယ်လိုက်ခြင်းအဖြစ်ကိုဒီဖက်နက်တစ်ခုကိုလည်းပို့ပြီးတော့တန်ဖိုးထားတယ်ပြီးတော့မှစီးလိုက်လို့ရှိရင် confident ပိုရှိတယ်ဗျာဘယ်သူမှကိုလည်းဝယ်လိုက်လို့ဘယ်သူမှကိုကြောက်စရာမလိုတော့တဲ့အရာတစ်ခုပေါ့နော်အဲ့လိုမျိုးမိဘတွေစီကနေပတ်စံယူမယ်ဆိုလို့ရှိရင်တို့ကလည်းတစ်ခါတလေတော့ပြောကောင်းပြောမယ်ဗျာအဲ့လိုမျိုးချင်းနေတော့ရှိရပေါ့နော်ဒီတော့ကျွန်တော်အဲ့လိုမျိုးပစ္စည်းတစ်ခုခုကောင်းကောင်းကွမ်းသုံးဖို့အတွက်ရယ်ပြီးတော့မှဒီနေ့ရှည်လကြာသုံးဖို့အတွက်ကျွန်တော်ဝယ်ပြီဆိုလို့ရှိရင်ကျွန်တော်ရှာနိုင်ခဲ့ရင်ပေါ့နော်ကိုယ့်ဟာကိုယ်ရှာပြီးတော့မှပဲဝယ်ချင်တယ်ဗျဥပမာအခုဆိုလို့ရှိရင်လည်းကျွန်တော်ဘောဖနက်100ပြဲနေဗျဒါပေမဲ့ကျွန်တော်ဝယ်ဖို့စဉ်းစားလိုက်တိုင်းမှာကျွန်တော်မှအလုပ်ကမရှိသေးဘူးဗျအဲ့တော့ဘောဖနက်ဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကအဲ့လိုမျိုးအငြက်နေမစည်းချင်ဘူးပေါ့နော်အဲ့တော့ကောင်းကောင်းလေးစီးချင်တဲ့အတွက်ဒီအလုပ်ရှိမှပဲဝယ်မယ်လို့ကျွန်တော်စဉ်းစားထားတယ်ဗျဒါပေမဲ့အခုအချိန်ဒီနေ့ကတော့ဘောဖနက်ပြဲနေပြီဆိုတော့အဲ့ဒါမပြောတတ်သေးဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဟိုကိုပိုင်ရှာတဲ့ဝင်ငွေနဲ့ပဲဝယ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးသုံးဖို့ကိုယ်ရေကာရအတွက်ရပြီးတော့မှဒီကောင်းကောင်းနေ့ရှည်လာကြသုံးဖို့အတွက်ဆိုရင်ပေါ့ဒါပေမဲ့ဒီစားတောက်တာတို့နည်းနည်းပါးပါးနေ့စဉ်သုံးဖို့အတွက်ကတော့အဲ့ဒါကတော့ကျွန်တော်အဲ့လောက်ကြီးလဲဟိုမျိုး I don't mind ပေါ့နော်အဲ့လိုမျိုးအရင်လဲစိတ်ထဲမတွေးနေဘူးပေါ့နော်အဲ့ဒါအတွက်ကြတော့ ပြီးတော့နောက်ထပ်တစ်ခုอ่ะဗောနော်ဘလိုတို့အနေနဲ့ဟွာဗောနော်ဒီတလားရတဲ့ podcast man ဒီတလားရတဲ့မုတ်ဖိုးတွေကိုဘလို့စီမံခန့်ခွဲလဲဗောနော်ဥပမာကျွန်တော်အနေနဲ့ဆိုရင်ရလာတဲ့ဟာကို60ရာခိုင်နှုန်းဆိုရင်ကျွန်တော်မဖြစ်မနေသုံးရမယ့်ဟာမျိုးဥပမာဆိုရင်စားစိတ်ပါမယ်အဆောင်လက်ခါတို့ transportation fee တို့ဒါတွေတော့ကျွန်တော်60ရာခိုင်နှုန်းကျွန်တော်ဖယ်လိုက်တယ်ကျန်တဲ့10ရာခိုင်နှုန်းကျတော့ကျွန်တော်စားချင်တာစားဖို့တော့ကိုယ့်ကိုပြန်စုချဖို့တော့ကျွန်တော်10ရာခိုင်နှုန်းတက်ထားတယ်နောက်ထပ်10ရာခိုင်နှုန်းကျတော့ကိုတအားလို့ချင်တဲ့ဟာမှဝယ်တယ်တကယ်လို့တအားမတကယ်တော့မလိုအပ်သေးဘူးဗျာတိုးချင်တယ်ဆိုတာထောက်တကယ်လိုအပ်လားကိုတော့ဗောနော်တကယ်လိုအပ်ဆိုရင်တော့ကျွန်တော်ဝယ်တယ်တကယ်မလိုအပ်သေးဘူးဆိုရင်တော့ကျွန်တော်ထားလိုက်တယ်စုမိတယ်ဗောနော်ဒါကတော့ကျွန်တော်အနေနဲ့ဗောနော်ကျန်တဲ့20ရာခိုင်နှုန်းကတော့ကျွန်တော် investment တစ်ခုခုလုပ်ရင်လုပ်တယ် investment မလုပ်ဘူးဆိုရင်တော့ကျွန်တော် save တော့ဗောနော်တစ်ခုခုစုမိရဲ့အထဲမှာတော့ကျွန်တော်ထားတယ်ဗောဗျာဒါကတော့ကျွန်တော်အနေနဲ့ဘယ်လိုတော့ရောဒီရဲ့ရတဲ့ကိုယ့်ရဲ့ podcast money တို့ကိုဘယ်လိုမျိုး management လုပ်ကြလဲဗောနော် ကျွန်တော်ဆိုလို့ရှိရင်ဒါကတစ်လားကိုအသုံးစိတ် ringgit 1400နီးပါးလောက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကတော်တော်များများကကျွန်တော်အခန်းကဖြစ်သွားတာ830ကျွန်တော်အခန်းက830ဆိုတော့ဒါအဲ့ amount ကအခန်းကဖြစ်သွားတယ်ပေါ့နောက်ပြီးတော့ကျွန်တော်က transportation ကဟိုကျွန်တော်များထည့်လေးရှိတယ်ဘာလို့ဆိုကျွန်တော်က consumption ကမလောက်ထားဘူးပေါ့နော်ဒါကလည်းပြောရရင်ကိုမိုက်ပြင်းတဲ့ကိုလို့ပဲပြောရမယ်ကျွန်တော်လုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဘာကြောင့်လဲမသိဘူးပေါ့နော်ကျွန်တော်ပြင်းနေရပေါ့ဆိုတော့အဲ့ကိုမိုက်ပြင်းတဲ့ကိုပဲကျွန်တော် consumption ကအခုချိန်ကြီးမရှိသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် transportation ကနည်းနည်းများသုံးရတယ်လို့ပြောရမယ်50 ringgit လောက်တော့ကျွန်တော်လာစဉ်သုံးရတယ်လို့ပြောရမယ်ဒါအနေဆုံးပေါ့နိဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်ကကျောင်းမှာတချို့ရက်တွေဆိုလို့ရှိရင်မနက်ပိုင်းအစောရက်တွေရှိရပေါ့เนาะအဲ့လိုရက်တွေဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အိမ်မှာဘာမှမနက်စာမပြင်ဆင်သွားနိုင်တာမျိုးရှိရဲဆိုတော့အဲ့ရက်တွေအတွက်ကိုကျွန်တော်ကျောင်းမှာမနက်စာဝယ်စားလေးရှိရဲဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်ကျောင်းသားကတ်ထဲမှာ amount နည်းနည်းထည့်ထားတယ်နောက်ကျန်တာကတော့ကျွန်တော်အနေနဲ့ဈေးသုံးပဲရှိရဲကျန်တဲ့ amount ကတော့ပြီးသွားရင်ပိုတဲ့ပတ်စံကတော့ကျွန်တော် save လုပ်တယ်ပေါ့နော်ပိုရာကတော့ကျွန်တော်အနေနဲ့လာတိုင်းဆိုလို့ရှိရင်များသောအားဖြင့်ကတော့50ကနေပြီးတော့150လောက်ထိတော့ကျွန်တော်ပို့ထားရှိရပေါ့အဲ့ range ထဲမှာပို့ထားရှိရဆိုတော့ရှုပ်ခန့်နေနေအောင်ကျွန်တော်ကဘယ်လို save လုပ်လဲဆိုလို့ရှိရင်တော့ဒီဘယ်လိုပြောမလဲမဟုတ်ဖို့ရလာပြီဆိုတာနဲ့ကျွန်တော်ကလိုအပ်တာစားစရာပဲဗျအဲ့တော့ကျွန်တော်စားစရာဝယ်ပြီးလို့ရှိရင်တခြားဘာမှမဝယ်ဘူးပေါ့နော်
ကျွန်တော် save ရအောင်ရလဲဗျာကျွန်တော်မှအလုံးမရှိသေးတော့ဗျာအဲ့လိုမျိုးကျွန်တော်အမေဖြေအမောင့်တစ်ခုပို့လာမယ်ထားပါစို့ပို့လာမယ်ဆိုရင်တော့မှကျွန်တော်လဆင်သုံးသွားမှာဗျာအဲ့ဒါနဲ့ပဲအဲ့တော့ကျွန်တော်တစ်ခါသုံးပြီးတော့ save ထားတယ်လို့ပဲပြောရမလားဒါမှမဟုတ်ကုန်နေတယ်ပေါ့ဗျာအဲ့လိုမျိုး normally ပေါ့တစ်ပတ်တစ်ခါတော့ကျွန်တော်ဈေးထွက်ဝယ်ရတဲ့အတွက်ဒီဈေးဝယ်တဲ့အတွက်ကတော့ပုံမှန်ကုန်နေတယ်ပေါ့ဗျာဒါကိုလည်းကျွန်တော် save တဲ့အနေနဲ့လို့ကျွန်တော်မထားချင်ဘူးဗျာဘာလို့လဲဆိုလို့ရှိရင် save လဲကျွန်တော်ကကုန်သွားမှာဗျာဘာလို့လဲဆိုကျွန်တော်အလုပ်လည်းမရှိသေးတော့ဗျာအဲ့တော့ဒီကျွန်တော် save လည်းမ save ထားဘူးဗျာဒီတိုင်းပုံမှန်ပဲပေါ့နော်အဲ့လိုမျိုးအကန့်အသတ်တစ်ခုနဲ့တော့သုံးတယ်ဒါပေမဲ့ပုံမှန်တော့ကုန်သွားနေတဲ့အတွက်ကျွန်တော် save ဖို့အတွက်တော့မရှိသေးဘူးပေါ့နော်အလုပ်လည်းမရှိသေးတဲ့အတွက် ဘယ်လိုလုပ်အနေနဲ့ရောမေးချင်တဲ့မေးခွန်းတွေရှိလားဖိတ်ချိုင်မေးရပါတယ် bro it's not interview it's pocket အဲ့လိုမျိုးကတော့မရှိပါဘူးကိုရမွေးနေတယ်ရောဘယ်လိုစိတ်လဲ မင်းပါမင်း ဘယ်ဟာကိုလဲ မင်းပါလေမင်းဖုန်းပြင်လာတယ်လေ မေးခွန်းကပါပြင်တာခဏဟိုအောင်ကောင်းခန့်ပါမေးလိုက်တယ် bro နေတယ်ရောဘယ်လိုbro ကကြံတဲ့ဥစ္စာကို save ရနော် okay ဆိုတော့ဟိုကခေါင်းစဉ်ကဘာပြင်ထားသေးလဲဆိုတာကျတော့ကျွန်တော်တို့လောဆယ်မှာဆိုရင်ကျွန်တော်တို့စုမိတဲ့ဟာတွေကိုကျွန်တော်တို့ဒီတိုင်းပဲစုမှာလားမဟုတ်ဘဲနဲ့ investment ထားချင်ကြလားဒီဟာနဲ့ရောပတ်သက်ပြီးတော့ bro တော့ဘယ်လိုမျိုးထင်လဲဥပမာဆိုရင်ကျွန်တော်စုမိတယ်ဆိုရင်လည်းကျွန်တော်တို့ဟိုစုချင်းငွေနဲ့စုရတဲ့ဟာတွေရှိတယ်တချို့ investment လုပ်ရရဆိုရင်ကျွန်တော်တို့ဝါသနာပါတဲ့အရာတွေမှာကျွန်တော် investment လုပ်ပြီးတော့တစ်ချိန်မှာ investment ရတဲ့အမြတ်ကပိုများလားမဟုတ်ဘဲနဲ့ကျွန်တော် saving ကရတဲ့ကျွန်တော်တို့ဒီဟိုပါဘောနော်အတိုးကနေရတဲ့ဟာတွေကပိုများလားဒီဟာကို bro တို့ကဘယ်လိုစုလဲမဟုတ်ဘဲနဲ့ဒီတိုင်းပဲကိုလည်းစုလာတာလည်းရှိရပါတော့စုနေရတော့ဘောင်းမျိုးစုံရှိရဗျဘယ်လိုစုနီးတွေကိုပို့ပြီးတော့ကြိုက်လဲ investment လုပ်ရတာကိုကြိုက်လား risk or take ဘယ်လိုမျိုးဟောဖြစ်ကြလဲဗောနော် စူရာကတော့ဘယ်လိုစုတော့ကောင်းတာပေါ့နော်ဒါနဲ့ကျွန်တော် personally အမြင်အရဆိုလို့ရှိရင်တော့ investment ဟိုတခုလုပ်လိုက်တာကတော့ကောင်းတယ်လို့မြင်မိရပေါ့နော်ဒါပေမဲ့အဲ့လိုပြောလို့ကျွန်တော်အနေနဲ့လက်ရှိ investment လုပ်ထားလားဆိုတော့မလုပ်ထားပါဘူးကျွန်တော်အပတ်ဆိုရင်ဘောလုံးဝဲလောင်းနေရလို့ရင်ကျွန်တော် investment မရှိဘူးပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့သဘောကျတာပို့ပြီးတော့ prefer ဖြစ်တာဆိုလို့ရှိရင်အဲ့လို investment လုပ်တာမျိုးဟိုပို့ပြီးတော့သဘောကျရတာပိုတိုးပွားလာနိုင်တယ်ရှိရပေါ့နော်ကိုထဲ့မဲ့အရင်အလုပ်ငန်းကဒါခိုင်မာမှုရှိတယ်ဆိုလို့ရှိရင်ပေါ့ဟုတ်တယ်လောဆယ်တော့ဒါကျွန်တော်အနေနဲ့ကဒီကိုပါကိုပဲပြန်စုထားတဲ့အနေအထားမှာပဲရှိသေးတယ်ပေါ့ဒီကိုပါကိုပြန်စုထားနောက်လာဟိုအဲ့အမောင်ပြန် carry လို့ရရင်ပြန် carry ဟွာပေါ့အဲ့လိုမျိုးပဲရှိရပေါ့ကျွန်တော်ဒီနေရာမှာဟုတ်ပြောဒီနေရာမှာတခုပြောချင်တာဟိုကျွန်တော်လိုမျိုးဘောလုံးဝဲလိုက်ပြီးတော့မလောင်းတတ်သင်လိုက်မလောင်းကြပါနဲ့လို့ဆိုတော့ဒီမှာကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ပတ်စံလေးတူပေါ့လေထားပါဆိုလို့ Okay ဆက်ပါကျွန်တော်ဒီမှာပြောချင်တာတခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းသားတယောက်အနေနဲ့ကျွန်တော်ပြောရရင်ပေါ့နော်ကျွန်တော် personally တယောက်အနေနဲ့ဆိုလို့ရှိရင်ဟိုကျောင်းသားတယောက်အနေနဲ့အလုပ်ဘယ်လောက်လုပ်ဗျာကျွန်တော်တို့ကကျောင်းစရိတ်ရှိမယ်နေစရိတ်ရှိမယ်စားစရိတ်ရှိမယ်သွားလာစရိတ်ရှိမယ်ဗျာအဲ့တော့ကျွန်တော်တို့စုမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့အဲ့ဒီအတွက်ပြန်ပေးဖို့တော့မှမနှဲပြန်စုရမှာဗျာအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီ investment လုပ်ဖို့ဒီတော့ကျွန်တော်မစဉ်းစားထားသေးဘူးပေါ့နော်ကျောင်းသားတယောက်အနေနဲ့ဗျာ graduate ဖြစ်တော့တမျိုးပေါ့အဲ့ဒါတော့ investment လုပ်တင်တာလုပ်ရမယ်ဟိုကိုမိသားစုအတွက်ကိုပြန်ကြည့်တင်တာကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ဟိုအခုလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ part time တနာရီကိုမြန်မာငွေဘယ်လောက်ရဗျာနောက်တစ်နေ့အတွက်ကျွန်တော်တို့ကျောင်းစရိတ်တစ်နေ့ပေးရမှာမနေဘူးဗျာအဲ့တော့ဒီကျွန်တော်တယောက်အတွက်ဆိုလို့ရှိရင်ကျွန်တော် investment တခုမှတော့မလုပ်ဘူးပေါ့နော်လုပ်လည်းမလုပ်နေပါဘူးခုလည်းဒီတိုင်းပဲအဲ့လိုမျိုးနေနေတာပေါ့နော်ကျွန်တော်အလုပ်တာရခဲ့မယ်ဆိုလို့ရှိရင်တော့မှစုထားမယ်ဒါပေမဲ့ investment တော့မလုပ်နိုင်သေးဘူးပေါ့ဗျာ investment လုပ်ဖို့အတွက်အထိငွေအမောက်မလောက်ဘူးပေါ့နော်အဲ့တော့ဒီနောက်တစ်နေ့အတွက်ဒီကျန်းမာရေးကိစ္စတွေပါညာအဲ့ဒီအထွေကိစ္စအတွက်ပဲပြန်ပြီးတော့အသုံးပြုအောင်မယ်လို့ပြောဗျာတောင်းတာတယောက်ဖြစ်ပေါ့နော်
ဒီနေရာမှာ investment ဆိုတဲ့နေရာမှာဟိုလိုကြီးမားမားလုပ်ငန်းတွေဆိုတာတဲ့ဘယ်လိုပေါ့လဲကိုကျွန်တော်ဒါအကြောင်းသားဆိုတော့ကိုတက်နိုင်ရတည်မွားကနေစပြီးတော့ investment လုပ်တာမျိုးဆိုရင်တော့ကျွန်တော်အနေနဲ့ပိုကောင်းလောက်မယ်လို့ ဟုတ်တယ်လူတတ်နိုင်တယ်လို့နေ ပေါ့အမောင့်နည်းနည်းနဲ့ပေါ့ ဟုတ်တယ်ဒါပေမဲ့ကိုပြောကိုယုံကြည်ရတဲ့လူတို့ကို investment လုပ်တဲ့လူပေါ်မှာလည်းမှုတည်တာပေါ့နော်ကို invest လုပ်ချင်တယ်ဆိုတဲ့ဟာကြတော့အဲ့ဒါတော့တစ်ချက်တော့ပြန်စဉ်းစားဖို့လိုတာပေါ့နော် invest လုပ်တဲ့နေရာမှာဆိုရင်လေကိုလုပ်တဲ့ဟာကတကယ်ခိုင်မာမှုရှိရလားမဟုတ်ဘဲနဲ့ယုံကြည်ရရလားမဟုတ်ဘဲနဲ့ဒီဟာကျွန်တော်တို့သွားရည်ရှိမှာဘယ်လိုမျိုးဆက်ဖြစ်သွားနိုင်လဲပေါ့နော်ခိုင်မာတိချတဲ့ဟာရှိရဆိုရင်တော့ investment လုပ်တင်ပါတယ်ဒါကတော့စုနီဆိုတာထက် investment ကပို့ပြီးတော့ခိုင်မာရဆိုရင်ပေါ့နော်ဆိုတော့ရှုပ်ခန့်နေရကျွန်တော်ဒီနေရာမှာပြောချင်တာကဘာလဲဆိုလို့ရှိရင် investment လုပ်မယ်ဆိုလို့ရှိရင်အခုနောက်ပိုင်းနေရလူကို company တခုမှ investment လုပ်တာတဲ့ဒီ micro finance တို့မှာmicro finance တို့မှာ invest လုပ်တာပို့ပြီးတော့စိတ်ချရလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့$1ရှိတယ်$1အဲ့လိုမျိုး invest လုပ်ထားလို့ရတယ်ဗျာ trade လို့ရတယ်ဗျာအဲ့တော့ဒီကျွန်တော်တို့အဲ့လိုမျိုးနေရာတစ်ခုခုမှာလုပ်တာထက်စားမှာဆိုလို့ရှိရင်ဒီ Bitcoin တို့ဘာညာအဲ့မှာ invest လုပ်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုဆိုလို့ရှိရင် Bitcoin တစ် coin ဈေးကို$8000လောက်ရှိရဗျာအဲ့တော့ကျွန်တော်တို့အခုသာစုထားမယ်ဆိုလို့ရှိရင်နောက်ကျလို့ရှိရင်$3-4သိန်းမဖြစ်ဘူးလို့မပြောနိုင်ဘူးဗျာအဲ့တော့အဲ့ကြလို့ရှိရင်ကျွန်တော်တို့အရင်ထိုးရမှာဗျာအခါကျလို့ရှိရင်တော့ဒီအဲ့ဒါတော့ပို့ပြီးတော့မှကောင်းတဲ့ investment ခုလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒီအခုနောက်ပိုင်းလက်ရှိဖြစ်ချင်နေတယ်ပေါ့ဟုတ်ပါတယ်အဲ့လေမိုက်ပါတယ်ကျွန်တော်တို့ဒီ investment လုပ်တဲ့နေရာမှာဆိုရင်အများကြီးရှိရပေါ့နော်ကျွန်တော်တို့ဒါပေမဲ့တစ်ခုရှိတာကတည်တည်ချာချာဆက်ဆက်နက်နက်ကိုကျွမ်းကျင်တဲ့အရာပေါ်မှာကို invest လုပ်တာတော့အကောင်းဆုံးပါဒါတော့ကျွန်တော်အနေနဲ့ suggestion ပေးရပါတော့ဘာလို့လဲဆိုခါကျတော့ကိုမကျွမ်းကျင်မယ်နဲ့စ try ကြည့်မယ်ဆိုရင်အကုန်လုံး long time ဆိုရင်အကုန်လုံးတော့ investment လုပ်စေချင်ဘူးဘာလို့ဆိုကိုကျွမ်းကျင်တဲ့အရာမဟုတ်သေးဘူးဗျာဘယ်နေရာမှာပဲ invest လုပ်လို့ပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ပြောချင်တာပေါ့နော်ဆိုတော့ bro အနေနဲ့ရောဒီဟာကြီးကမိကိုမထက်နေတာလေမိပါပြီးတော့မိဟာကြီးကမိကိုမထက်နေတာမိကိုမထက်ဘူးလေ suggestion မရပါဘူးပြီးတော့မှလေငါတို့ပြောတာနည်းနည်းကြာသွားပြီ20မိနစ်20ကျော်နေပြန်အပ်တင်ရမှာပဲဆိုမိခဏမေးချင်တာတွေပါရှိတယ်လားအကောင်းခန့်နေတာဒီနေရာမှာကျွန်တော်တခုမေးချင်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင်တို့ကြောင်းတက်နေတယ်ဗျနိုင်ငံခြားမှာကျွန်တော်ကြောင်းတက်နေတချို့ကောင်တွေကကျွန်တော်နိုင်ငံသားပဲကျွန်တော်တို့ထက်ဒီလိုမှချမ်းသာနေတဲ့ကောင်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့နေနိုင်စားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့ကောင်တွေကိုကျွန်တော်မြင်ဘယ်လိုမြင်မိလဲပေါ့နော်အဲ့ဒီ international ဒီ international အကြောင်းသားတယောက်အနေနဲ့ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာတွေ့ရတယ်ဗျာ။ကျွန်တော်ဒီမှာတွေ့ရတဲ့တစ်ခုကဘာလဲဆိုလို့ဒီဘယ်လိုပြောမှာတော့ကျွန်တော် border တွေဆိုရှိတယ်ဗျာ။အလုပ်မရှိအလုပ်အတွက်တို့စိတ်မပူဘူးဗျာ။ဒီသုံးနိုင်တယ်ဖြုံးနိုင်တယ်။အဲ့လိုမျိုးဝယ်ချင်လိုချင်တဲ့ဟာတိုင်းဝယ်လို့ရနိုင်နေတယ်ဗျာ။အဲ့လိုမျိုးဘဝကိုကျွန်တော်ကြည့်လိုက်ပြန်ခါကျတော့လေအရသာမရှိဘူးလို့ကျွန်တော်ထင်တယ်ဗျာ။ဘာလို့လဲဆိုလို့ရှိရင်ဒီလိုချင်တဲ့ဟာကိုမနှဲစူးစားပြီးတော့မှမရသေးကျွန်တော်တို့အဲ့လိုမျိုးတွေရှိရဗျာလိုချင်တဲ့ဒါပေမဲ့မရနိုင်ဘူးအဲ့လိုမျိုးဘဝကြီးကပျော်စရာကောင်းတယ်လို့ကျွန်တော်ထင်တယ်ဗျာဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက် challenge တစ်ခုလည်းအဲ့လိုမျိုးဖြစ်တယ်ဗျာအဲ့လိုမျိုးပြိုင်ပွဲတစ်ခုဝင်နေတယ်လို့မျိုးကျွန်တော်ခံစားရတယ်ပြီးတော့မှဟိုဘဝဆိုတာဒါလားဆိုတာအဲ့လိုမျိုးလည်းကျွန်တော်ပို့ပြီးတော့သိလာရတယ်ဗျာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဘော်ဒါဒီမှာအများကြီးရှိတယ်ဗျာဒါပေမဲ့အကောင့်တွေကအလုပ်အတွက်လည်းစိတ်မပူအလုပ်လည်းရှာရှင်စိတ်လည်းမရှိဘူးဗျာသုံးနိုင်တယ်ဖြုံးနိုင်တယ်ဘာမဆိုကောက်ဝယ်လိုက်တယ်ဗျာဥပမာပေါင်100 200 10သိန်း30ဆိုလို့ရှိရင်အကောင့်တွေကောက်ဝယ်လိုက်တယ်ဒါပေမဲ့အဲ့လိုအချိန်မှာကျွန်တော်တို့ပြန်ကြည့်လိုက်ကြကျွန်တော်တို့လက်ရှိဘဝမှာဒီကျွန်တော် video edit လုပ်ဖို့အတွက်ဆိုရင်တော့ market cap ကိုကျွန်တော် pro version တော့ကျွန်တော်မဝယ်နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးကအဲ့လိုမျိုးအရသာကလည်းကောင်းတယ်ပဲဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့က gradually နဲ့အဲ့လိုမျိုးတဖြည်းဖြည်းချင်းလုပ်ပြီးတော့မှစံစားရတာဘို့ပြီးအရသာရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်ဘရိုတို့ကရောအဲ့လိုမျိုးအမှနေရတာအားကြလာပေါ့နော်ဘလိုတွေခံစားရလဲပေါ့နော်အဲ့လိုတွေ့တော့ဘလိုမြင်မိလဲပေါ့အဲ့ဒါလေးပြောပါဦး
ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်အနေနဲ့ပြောချင်တာသူကိုပိုင်ပတ်စံနဲ့အဲ့လိုနေနိုင်တယ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ချီးကျူးရပေါ့နော်ဒီအသက်အရွယ်ចောင်းသားဆိုတဲ့အသက်အရွယ်လေးနဲ့ဒီလိုကိုပိုင်ငွေရအောင်ရှာနိုင်တယ်ဆိုတာမျိုးတော့ဒါကျွန်တော်အနေနဲ့တကယ်ချီးကျူးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဘယ်လိုခေါ်မလဲမိဘပတ်စံထိုင်သုံးနေတာမျိုးကိုတော့ကျွန်တော်အနေနဲ့ကြည့်ပြီးတော့အားမကြပါဘူးဒါပုံဝင်နေပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးပတ်ဝန်းကျင်မှာကျွန်တော်တိတ်ပြီးတော့ view site တဲ့ထဲမှာကျွန်တော်တိတ်မပါဘူးကျွန်တော် AC နေတယ်ကျွန်တော်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကို focus ထားတယ်ပေါ့ကို focus ထားတယ်ကျောင်းနေပိုင်းမှာဆိုလို့ရှိရင်အဲ့လိုမျိုး AC ကိုကပဲတယောက်တည်းသွားစရာရှိတာသွားတယ်လုံးစရာရှိတာလုံးတယ်လှရဲစော်လေးဆိုကြည့်ရယ်ဆိုတော့ဒီလောက်ပဲဆိုတော့ညံမရအောင်ဟုတ်တယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီမိခွန်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်အနေနဲ့နှစ်ချက်ရှိရပါတော့တချို့တစ်ချက်ကြတော့ကျွန်တော်တငယ်ချင်းတယောက်ရှိတယ်သူကပါကစ္စတန်ပေါ့နော်သူဆိုရင်ကျွန်တော်နဲ့အသက်ကမသိမ့်သေးမယ်ဒါပေမဲ့ तू ကဒီကျောင်းလာတက်တဲ့ဟာ तू ပတ်စံနေလာတက်တာ तू မိဘဆီကနေတပြားတစ်ချက်မှလာမတက်ဘူးဘာလို့လဲဆိုတော့ तू high school မပြီးသွားလား तू ပြီးသွားတယ် high school ပြီးသွားတဲ့အချိန်မှာ तू uni တက်ရမယ့်အချိန်မှာ uni ကိုတမ်းမတက်ခဲ့ဘူးနှစ် तू အလုပ်လုပ်တယ်အလုပ်လုပ်ပြီးရလာတဲ့ပတ်စံတွေကို तू uni တက်ချင်တယ်ဆိုပြီးမှ तू international school တခုကိုရွေးပြီးမှ तू ဒီကျောင်းရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရင် तू သုံးတာတွေဟွာတွေဖြစ်တဲ့အားတွေကိုလည်းကျွန်တော်ကြည့်ရမယ်ဆိုရင်မလိုအပ်ရင်တိတ်မဝယ်ဘူးဗျဥမာ तू သုံးရတဲ့လူငယ်ပဲဗျာကျွန်တော်တို့ branded တွေကြိုက်တာတော့မှန်တယ် तू ပြောတာတခုတော့ရှိရပါတော့ तू ပြောနေကြစကားတခုပေါ့လူငယ်ပဲ branded တွေတော့ကြိုက်တာပဲဒါပေမဲ့မင်းဝယ်ချင်တဲ့ပစ္စည်းကမင်းတို့ရေရှည်ခံမှာလားရေတူပဲသုံးအောင်ပါရေရှည်ခံမဲ့ပစ္စည်းဆိုရင် branded ကောင်းကောင်းဈေးကြီးပေးဝယ်ပါဘာလို့လဲဆိုတော့ကျွန်တော်မင်းတို့ရေရှည်သုံးအောင်ပစ္စည်းဖြစ်တဲ့သူဆိုရင် branded ဆိုရင် तू ဟိုတလောမှာ तू ဝယ်ထားတဲ့ဟာဆိုရင် तू ငွေနေမှာပေါ့နော် तू ဝယ်ထားတဲ့ဟာဆိုရင် Rolex ဗျာ तू ကိုယ်တိုင်ဝယ်လိုက်တာဗျာကျွန်တော်တို့ Rolex ဆိုတာအရန်ကိုဈေးကြီးတဲ့ပစ္စည်းဗျာဒါပေမဲ့ तू ကိုယ်တိုင်ဝယ်လိုက်တယ် तू ပြောတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Rolex နိုင်ဆိုတာဘယ်လိုပြောမလဲပြန် invest တစ်ခုအနေနဲ့လည်းဖြစ်တယ်ဘာလို့လဲဆိုတော့တစ်ချိန်မှာ तू ပတ်စံလိုပါပဲဖြစ်ဖြစ်မတော်လို့တခုအချိန်မှာ तू ပြန်ပြီးတော့ပြန်ရောင်းချင်တာပဲဖြစ်ဖြစ်အဲ့ဒီဟာအချိန်မီပြန်ရောင်းလို့ရတယ်ဗျာပြီးရင်ဒီနာရီရလဲခဏတူပဲ300ရတော့မဟုတ်ရေရှည်300ဖြစ်တဲ့အတွက်ကြောင့်မို့ तू 300စီရနဲ့တန်တယ်ဗျာသူ့အတွက်ကျွန်တော်မေးကြည့်ရနောင်တရလားဘာလို့လဲဆိုတော့ तू နောင်တမရအောင်ခုနကကျွန်တော်ပြောသလိုဘာလို့ဆိုတော့တစ်ချိန်မှာပြန်ရောင်းချင်တယ်ပြန်ရောင်းလို့ရတယ်ဒါကတော့ကျွန်တော်နေတချို့ဟွာကျတော့မိဘပတ်စံကိုပဲထိုင်ပြီးတော့ဟွာဖြစ်တဲ့ခါကျတော့နည်းနည်းသူတို့ရဲ့ဘယ်လိုပြောမလဲနေတဲ့ lifestyle ကြီးကနည်းနည်းအတိတ်ပဲမဲ့သွားတာပေါ့နော်ဘာလို့လဲဆိုတော့ကျတော့လိုချင်တာရှိကြရင်ပူစာပြီးဝယ်လို့ရတာပေါ့နော်ဒီတော့ကိုတော့ကလည်းဘာမှပေးဆက်မှုမရှိခဲ့ဘူးကိုလိုချင်တာရှိကြတယ်ဒါလေးလိုချင်တယ်ပြောလိုက်ပြီးရင်နောက်တစ်ခုကဖြစ်စီပေါ်တန်ဖိုးလည်းမထားတတ်တော့ဖြစ်စီပေါ်တန်ဖိုးထားတဲ့ကြောင့်မလို့ဒီတစ်ခုကပြတ်သွားရင်လည်းကျွန်တော်ထိန်းသိမ်းရမယ့်ဟာကိုတကယ်ထိန်းသိမ်းလိုက်သူတော့ဆက်တုံလို့ရတယ်ဆိုရင်တော့မထိန်းသိမ်းချင်တော့ဒါပြတ်သွားရင်အတစ်ထောက်ဝယ်လို့ရနေတာပဲဒီလိုမျိုးစိတ်တွေ mindset ကလည်းတဖြည်းဖြည်းနဲ့ကွာပြီးကိုပြက်စီရကြတယ်ဗျာဒီတော့အဲ့ဒီ finance ကိုကောင်းကောင်းမထိန်းချုပ်နိုင်ဆိုရင်ပေါ့နော်ဒီကတော့သူ့ရဲ့အတိုင်းဝိုင်းနဲ့လည်းဆိုင်မှာပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုကတော့အားကြရတဲ့အရာလည်းရှိသလိုနည်းနည်းဘယ်လိုပြောမလဲအားမကြဘူးဆိုတာထက်သူ့ကိုနည်းနည်းအပြစ်တင်တာလို့လည်းမဟုတ်ဘူးပေါ့နော်နည်းနည်းအကြံပေးရမယ်ဆိုရင် finance ပိုင်းမှာနည်းနည်းညံ့တယ်လို့တော့ပြောလို့ရတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဆိုတော့ bro အနေနဲ့ရောနည်းနည်းမေးခွန်းတာရှိသလားဆောနာ branded တွေသုံးတဲ့ဥစ္စာရောမေးပွားလာမမေးရသေးဘူးမေးချင်မေးလို့ရတယ်ဆိုတော့ဒီနောက်ပိုင်းလူငယ်တွေပေါ့လေဒီလို brand တွေအဲ့လိုအဲ့မေးတော့ကောင်းပါမလား bro တဘောမေးကြည့်ဗျာမေးကြည့်ပါမေးပါမေးတပွေမင်းပိတ်ထားလိုက်မိုက်နောက်ပိုင်းလူငယ်တွေပေါ့လေအဲ့လိုမျိုး branded တွေအဲ့လိုကြိုက်တာဆိုရအပေါ်ဘယ်လိုမြင်လဲဆိုတော့အဲ့လိုမေးခွန်းမျိုးဆိုတော့မင်းကောင်းပါမလားနောက်ပိုင်းလူငယ်တွေပဲမဟုတ်ဘူးဗျာကျွန်တော်တို့ရှေးခေတ်ကလေးကလည်း brand ကိုကြိုက်တဲ့ကောင်တွေကတီးတန့်ကိုရှိတာဗျာအဲ့လိုမျိုးလူခါကြတော့ကျွန်တော်တို့ဘာမှပြောလို့မရဘူးဗျာဒီ brand ကိုဝယ်ပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုး fashion လောကထဲကတခုခုဥမာဆိုလို့ရှိရင်ဗျာဘာ brand ပဲဖြစ်ဗျာကားလားဘာညာအဲ့လိုမျိုး brand တခုခုကိုမှကျွန်တော်တို့အဲ့ဒါကိုဝတ်ပြီးတော့မှကျွန်တော်တို့ unboxing လုပ်တာပဲဖြစ်အဲ့လိုမျိုး content တခုခုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝအတွက်လည်းတခုအနေအားဖြင့်ဒီတတော့နေရာအားဖြင့်ပေါ့တတော့နေရာအားဖြင့်အကျိုးပြုတာတွေတော့ရှိမှာဗျာဒါပေမဲ့အဲ့လိုမျိုး
branded တွေလုံးဝကြိုက်တဲ့လူငယ်တွေတယောက်အနေနဲ့ခါကျတော့ဒါကကျွန်တော်တို့ရဲ့စိတ်ပဲဗျာစိတ်ကိုဖြစ်စီပေးလိုက်ရတာတခုပဲဗျာဒါအဲ့လိုမျိုးဟို branded ကိုဂိုင်လိုက်ခြင်းအဖြစ် confident လေးရှိသွားတယ်ဒါပေမဲ့အဲ့ဒါတည်းကဘာမှမပူဘူးဗျာအင်ဂျီကအင်ဂျီပဲကားကကားပဲနိုင်ရနိုင်ပဲဗျာယေဆိုခံချင်တာတူရင်တော့မှ branded ကပို့ပြီးတော့ confident ရှိတယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးပေါ့နော်တွေးလိုက်တဲ့လူတော်တော်များများဘာမှမကွာဘူးဗျာဒီအင်ဂျီပဲဖြစ်ဖြစ်ဗျာဝတ်လိုက်မယ်ဝတ်လိုက်လို့အဲ့တဲ့စိတ်ကိုလူတွေကမြင်သွားမှဆိုလို့ရှိရင်တော့ကိုဝတ်နေတဲ့ကောင်က confident ရှိသွားမယ်ဗျာအဲ့တော့ကျွန်တော်ထင်တာကတော့ဒီ confident တစ်ခုကြောင့်နဲ့ဝတ်တာလို့တော့ထင်တယ်ဒါပေမဲ့တခြားအကြောင်းအရာတွေအများကြီးလည်းရှိကောင်းရှိမှာပေါ့အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟို fashion အရင်ကြိုက်တဲ့ကောင်လို့ရှိရင်တော့ဒီ stylist ဖြစ်ရှင်တယ်ပြီးတော့မှသူ့မဟုတ်တခါတလေကြလို့ရှိရင်ကျွန်တော်တို့က authentic ကိုကြိုက်တဲ့ကောင်တွေကတီးတန့်ရှိရဗျအဲ့တော့ဒီ brand ကိုကြိုက်တဲ့လူအမျိုးအစားထဲမှာအများကြီးရှိတယ်ပေါ့နော်ဘယ်ကောင်ကဘာတွေဘယ်လိုကြိုက်လဲဆိုတာရှိသေးရဲ့ဗျ authentic ကိုကြိုက်တဲ့ကောင်ရှိတယ် stylish ဖြစ်ချင်တဲ့ကောင်တွေကတီးတန့်ကိုရှိတယ်ပြီးတော့မှကျွန်တော်တို့ဒီအဲ့လိုမျိုးပေါ့ကြော်ညာလောကတစ်ခုအတွက်အနေနဲ့ဝတ်တဲ့ကောင်တွေကလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါတွေဝတ်ပြပြီးတော့မှကြော်ညာအဲ့လိုမျိုးအဲ့တော့ဒီရွယ်ချက်တွေအများကြီးရှိမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီလူငယ်တယောက်အနေနဲ့ရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ skate စီးနေတဲ့ကောင်ဟိုလဲနတာအောက်မှာ skate စီးနေတဲ့ကောင်တွေဆိုလို့ရှိရင်အကောင်တွေစီးထားတဲ့ဖက်နက်ဆိုလို့ရှိရင်အကောင်တွေပဲဗျအဲ့ဒါတွေခါကျတော့လေဟိုသူတို့လုပ်နေတဲ့ action တစ်ခုနဲ့အဲ့လိုမျိုးကိုက်ညီအောင်သူတို့ wood စင်ရင်အဲ့လိုမျိုးဝတ်ဆင်ထားတာဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီတော့အကြောင်းအရာအများကြီးရှိမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့တခုတည်းတော့မပြောနိုင်ဘူးဗျဒါနဲ့ပတ်သက်ပြီးဘူရာရောဘယ်လိုထင်ဆိုတော့ဒီ branded နဲ့ဝိဒါတစ်ဖက်မှာလည်းအဲ့လိုလူတွေက branded ကိုကြိုက်တယ်ပေါ့နော်နောက်တစ်ဖက်မှာလည်းbrand ရဲ့ဈေးဒီ branded တခုရဲ့ဈေးနှုန်းတွေကတည့်ရတဲ့အတိုင်းပဲမြင့်နေဗျာဆိုတော့အဲ့လိုကိစ္စတွေကိုလူဒီကျောင်းသားပေါ့လေကျောင်းသားလူငယ်တယောက်အနေနဲ့ဘယ်လို control လုပ်မလဲဥပမာကိုကတခုကိုအရန်ဆွဲလန်းနေနောက်တစ်ဖက်ကနေလည်းမတက်နိုင်ဘူးဆိုတော့အဲ့လို case တွေဆိုရင်ရောဘယ်လို control လုပ်ကြလဲအဲ့ဒါဆိုလို့ရှိရင်တော့ဗျာစိတ်လျှော့လိုက်ပေါ့ကျွန်တော်တို့စိတ်ကိုလျှော့ကျွန်တော်တို့အချိန်တန်လို့ရှိရင်ကျွန်တော်တို့စိတ်လျှော့တဲ့ချိန်ကျွန်တော်စိတ်လျှော့ရမှာပဲဗျာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ဘူးမှအောင်မရှိကိုပဲကျွန်တော်စီးခဲ့တယ်ဗျာဘာလဲကျွန်တော်စင်ကာပူမှာနေတော့ဆိုလို့ရှိရင်ကျွန်တော်အလုပ်တွေပါငယ်နည်းနည်းပါရှိတော့ကျွန်တော်ဖက်နက်တွေစီးချင်တာကျွန်တော်ဝယ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီမှာရောက်ခါကျတော့ကျွန်တော်ဝယ်ချင်တဲ့ဖက်နက်တွေကလည်းအများကြီးရှိသေးတယ်ဗျာကျွန်တော်စီးချင်တဲ့ဟာတွေအဲ့ဒါတွေကလည်းဈေးကြီးတယ်ပေါ့နော် brand တော့မဟုတ်ပြင်မဲ့ဗျာဒါပေမဲ့စီးလို့ကောင်းမဲ့နည်းနည်းစီးလို့ကောင်းမဲ့ဖက်နက်တွေပေါ့ဗျာအဲ့လိုအချိန်မှာခါကျတော့လေကျွန်တော်တို့ကမိဘပတ်စံတာသုံးမယ်ဆိုလို့ရှိရင်မိဘပတ်စံနေယူပြီးတော့မှဝယ်ချင်မယ်ဆိုလို့ရှိရင်ဝယ်လိုက်လို့ရတယ်ဗျာဒါပေမဲ့လူတယောက်နဲ့တယောက်အဲ့လိုဖြစ်တဲ့အချိန်မှာဒီ self control အများကြီးမူတည်သွားပြီလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံခြားရောက်ပြီဆိုတော့တကယ်ကတော့ဒီ self control ဆိုတာတော့တိတိရှိဖို့လိုတယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာတကယ်ကကျွန်တော် brand ကိုမိဘပတ်စံနဲ့ဝယ်ပြီးတော့မှသုံးလာတဲ့ကောင်တာဟုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရောက်ရင်လည်းဒီ brand ကိုကျွန်တော်တို့ကဝယ်များတိုင်းလို့တာဝယ်ဒါပေမဲ့တန်ဖိုးထားပြီးတော့မှမစီးဖြစ်တော့ဘူးဗျာအဲ့တော့ဒီလိုအချိန်မှာဆိုလို့ရှိရင်တော့ဒီအကောင့်တွေကတော့တီးတန့်ဗျာဒါပေမဲ့ကျွန်တော်လိုလူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီစင်ကာပူမှာနေတော့လည်းကျွန်တော်ခက်ခဲရှာပြီးတော့မှရတဲ့ပတ်စံတွေနဲ့ကျွန်တော်ဝယ်ထားတာဖြစ်တဲ့အတွက်ဒီကိုရောက်တော့လေကျွန်တော်ဝယ်ချင်တယ်ဒါပေမဲ့ကျွန်တော်စိတ်ကိုထိန်းထားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ထင်တာကတော့ဒီအချိန်ဒီမှာတော့စိတ်ပဲလို့ကျွန်တော်ထင်တယ်စိတ်ကိုထိန်းထားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်ချင်စိတ်လည်းညှို့ရမယ်ဗျာပြီးတော့မှတိတ်ပြီးတော့ live မကြည့်နဲ့ဗျာအဲ့လိုမျိုးဖက်နက်တွေကြော်ညာတွေပါညာကျွန်တော်တို့ website တွေတိတ်မရှာကြည့်နဲ့ဗျာကျွန်တော်တို့လှုပ်ရှားရှိတာလှုပ်ရှားရှိတာလှုပ်ရှားရှိတာအဲ့လိုမျိုးကိုဘွားအတွက်တိုးတက်ဆရာရှိတာလှုပ်ချင်တာလှုပ်ပေါ့ဒါပေမဲ့အဲ့လိုလှုပ်လိုက်လို့ကျွန်တော်တို့ဘယ်လိုပြောမလဲအဲ့ဒါကြီးကိုလုံးဝစွန့်လွတ်သွားလိုက်တာမဟုတ်ဗျာဒါပေမဲ့ကျွန်တော်တို့ဟိုအခြေအနေတစ်ခုပြန်ရောက်လို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဝယ်မယ်ဗျာဒါပေမဲ့အဲ့လိုမျိုးခက်ခဲနေတဲ့အခြေအနေတစ်ခုမှာတော့စိတ်ပေါ့နော်စိတ်ကို short ထားမယ်ဆိုလို့ရှိရင်အဲ့ဒါအကောင်းဆုံးပဲလို့ကျွန်တော်ထင်တယ်ကိုညံဝေးရောအဲ့ဒီဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ထင်တာကတော့ဘယ်သူမဆိုကတော့
ဒီ branded တစ်မျိုးဝယ်ပြီးနောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့တော့က limited ကကျွန်တော်တို့စိတ်နေပဲဆိုင်တာဟုတ်အရာအလုံးစိတ်နေပဲဆိုင်ကျွန်တော်တို့ဒီ branded ဝယ်ပြီးနောက် branded ဆိုတော့တော်တော်စီးပွားရေးရတော့တစ်မျိုးပြီးတစ်မျိုးအစ်အဆန်းနေရတော့ထုတ်နေမှာပဲပြီးရင်ကျွန်တော်တို့ကဒီဟာဝယ်ပြီးနောက်ထပ် branded ဆိုတာမကြိုက်လာအောင်မပြောနိုင်ဘူးဗျာကျွန်တော်တို့ဒီဟာဝယ်ပြီးတစ်ခုတည်းနဲ့လည်းရောင်းရင်တင်းတိမ်နေမဲ့အနေထားမှလည်းမဟုတ်ဘူးဒါပေမဲ့တစ်ခုခေါင်းထဲမှာကျွန်တော်တို့ခေါင်းထဲမှာတီးထားရမယ့်အရာကကျွန်တော်တို့အနေနဲ့ဒီနောက်တစ်ခုထပ်ဝယ်လိုက်မယ်ဆိုရင်ရောဘာကိုအတွက်အကျိုးကျေးဇူးရမှာလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ branded တစ်မျိုးကျွန်တော်တို့မှရှိပြီဗျာကိုဒီ branded ဝယ်နေတိုင်းဝတ်နေမယ်ဒီရဲ့ branded တစ်မျိုးတည်းဝယ်ဒါပေမဲ့ quality ကတော့ကွာအောင်မယ်ပေါ့နော်ဒီ quality အများကြီးပေါ့ရှိတာဟုတ်အဲ့ဒါကြောင့်ကျွန်တော် quality ဟာတွေကွာအောင်မဲ့ဟာကိုကျွန်တော်တို့ဒီ branded တစ်မျိုးတည်းဟာပဲကျွန်တော်တို့ဝယ်နေမယ်ဆိုရင်နည်းနည်းတိတ်ပြီးတော့အတိတ်ပဲမရှိဘူးလားလို့ပေါ့နော်ကျွန်တော်ထင်တာကတော့ဘာလို့လဲဆိုတော့ဒီ branded တစ်မျိုးတည်းပဲဝယ်နေရဗျာဥမာထားလိုက်အောင်ဒီ branded ပြီးတော့နောက် branded ထွက်တယ်ဆိုရင်တော့မှတကူနဲ့တကူသူတို့ကတော့ပြိုင်ဆိုင်နေကြတော့ထုတ်ကြမှာပဲဒါပေမဲ့ကိုကဒီ branded ကိုကြိုက်ထားရလို့ဆိုရင်နောက် branded တကူကြိုက်ဖို့ဆိုတာအနေနဲ့အများတော့အချိန်တော့ယူလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ branded ကိုကြိုက်ထားတဲ့အတွက်ကြောင့်နောက် branded ကသူ့နဲ့အပြိုင်ဆိုင်ထုတ်မှာဗျာမတူညီတဲ့ဟာကိုထုတ်မှာဗျာဆိုတော့ကြောင့်မလို့သူ့အတွက်ကျွန်တော်တို့အတွက်ဟိုဘယ်တော့မတူညီတဲ့စန့်ကျင်ဘက်ဖြစ်နိုင်တယ်ဗျာဆိုတော့ကြောင့်မလို့ကျွန်တော်တို့အတွက်ကမဝယ်နိုင်တယ်လို့ဖြစ်နိုင်တယ်အေးအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ရဲ့အဓိကစိတ်ကို control လုပ်ဖို့ကလည်းလိုတယ်ပြီးတော့ဟိုခဏကျွန်တော်ပြောသလိုပဲ branded နဲ့ကိုပြန်ရှင်းမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ကွာခြားမှုတွေရှိပါတဲ့အချိန်မှာကိုယ့်နဲ့တကယ် asset လားဒီ branded ကရောအခုဆိုရင်နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဝတ်တဲ့ဟာဆိုရင်ကျွန်တော်ဒီကာကိုပဲဖြစ်ဖြစ်လုံးဝအပွားတွေဖက်ကိုဝတ်တာကြားတယ်ဗျာဒါပေမဲ့ကိုယ့်နဲ့ asset လားတေချာပြန်စဉ်းစားကြည့်ပေါ့နော်တချို့ဆိုရင်ဝတ်ရတာမကြိုက်ဘူးဗျာဒီလိုဆိုရင်မဝယ်သင့်ဘူးဝယ်မယ်ဆိုရင်လည်းအတကားပတ်စံကုန်ကကြားရတယ်ဒီလိုမျိုးတော့ရှိတာပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီရဲ့ branded ကကိုယ့်နဲ့ asset လားခွာခြားမှုတွေကိုတေချာနိုင်ရှင်းခြင်းတယ်ဒါတော့ကျွန်တော်အနေနဲ့ပေါ့နော်ဘလို့အနေနဲ့ဟောပြီးတော့မှကျွန်တော်တခုပြောချင်သေးရပါတော့ကျွန်တော်တို့ brand တစ်ခုကိုကြိုက်တယ်ဗျာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော် New Balance ဖက်နက်ကိုကြိုက်တယ်ဗျာကျွန်တော် New Balance ဖက်နက်ကိုကြိုက်တာကိုအဲ့ဒီဟာကိုကြိုက်နေတဲ့အတွက်ကျွန်တော်အတုဝယ်ဖို့ဆိုတာကျွန်တော်မဝယ်ချင်ဘူးဗျာအဲ့တော့ကျွန်တော်အချိန်တစ်ခုကိုစောင်းမဟုတ်လို့ရှိရင်ခုနကကျွန်တော်ပြောတဲ့အတိုင်းစိတ်ကို short ထားအဲ့ဒါကတော့အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်အစ်ကိုစီးတဲ့ကောင်အနေနဲ့ဗျာကျွန်တော်အတုကိုဆိုတာမစီးချင်ဘူးဗျာအဲ့တော့စီးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်က free နဲ့ငုံတယ်လို့ဖြစ်တယ်ဗျာအဲ့တော့ကျွန်တော်တို့ပုံမှန်စီးလာနေကြလူတယောက်အနေနဲ့အကြီးများတော့မဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့တခြားအပြောင်းစီးရမယ့်အချိန်မှာဟိုဘယ်လိုပြောမလဲအရသာတစ်ခုကတော့ပြောင်းသွားရင်ပေါ့နော်ပြီးတော့မှစိတ်ဆန္ဒလည်းမပြေဝတော့ဘူးဗျာအဲ့တော့လောကကြီးကဒီလိုပဲဗျာဒီကျွန်တော်တို့စိတ်ဆန္ဒတွေကိုဖြည့်ရင်နဲ့ပဲကုန်သွားတာပဲဗျာအဲ့တော့တစ်ခုပြည့်သွားမယ်ပြီးနောက်တစ်ခုကလည်းကျွန်တော်တို့ touch ပြီးတော့ရှိနေမှာပဲပေါ့နော်ဒီတော့ကျွန်တော်အတွက်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တာတစ်ခုရမယ်ဆိုလို့ရှိရင်ကျွန်တော်မရမချင်းကျွန်တော်စောင့်မယ်စောင့်လို့မရဘူးဆိုလို့ရှိရင်စိတ်လျှော့ထားလိုက်မယ်ဗျာအဲ့ဒါကတော့အကောင်းဆုံးပဲလို့ထင်တယ်ဘရိုကရောဘယ်လိုထင်လဲဘရိုကလည်းဒီ brand တွေပိုင်းကတုံးခုမှာပေါ့အဲ့ဒါတွေခါကျတော့ဘရိုကဘယ်လိုထိန်းချုပ်လဲပေါ့နော်ကျွန်တော်အမြင်ပြောရရင်လေအဲ့လိုစိတ်လျှော့ထားတာတော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော် personally ရဆိုအဲ့လို branded ဘာညာဆိုပြီးတော့ကျွန်တော်တကူတကတော့ရွှေပြီးတော့သုံးထားတော့မရှိဘူးပေါ့နော်ကျွန်တော်အဝယ်စားဆိုလို့ရှိရင်လည်းဒီတိုင်းဝယ်လိုက်တာပဲဆိုတော့ဒါပေမဲ့ကျွန်တော်ကဘယ်နေရာမှာအသုံးများလဲဆိုတော့ဒါကျွန်တော် collector ပေါ့လေဆိုတော့အရုပ်တွေဘာတွေကျွန်တော်ဝယ်ပြီးတော့စုရတဲ့နေရာမျိုးမှာဒါကျွန်တော်အသုံးများရပေါ့နော်ဒီလိုနေရာမျိုးမှာကျတော့ဘယ်လို case ရှိလဲဆိုတော့ဆောင်းအကိုပြောသလိုမျိုးပဲဒါအတုပေါ့လေ gold let တွေကျတော့လဲဒါမလိုချင်ဘူးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေရှိရပေါ့နော်ဒါတချို့ထားပါဗျာတချို့ hot drawing တို့ in art တို့ဘာလို့အဲ့လိုအယုတ်တွေဆိုလို့ရှိရင်ဒါကြားကိုဈေးများလွန်တယ်ဗျာဥပမာ10သိန်း20အဲ့ဝင်းကျင်နေသွားရဲဆိုတော့ဒါဟိုဈေးများတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးကြီးကြာရင်ကျွန်တော်အနေနဲ့ဟိုစိတ်လျှော့ထားလိုက်တယ်ပေါ့ဒါတခြားကျွန်တော်အနေနဲ့အဲ့ hot drawing မှာမဟုတ်ဗျာတခြား scale တွေကနေပြီးတော့လဲဝယ်ပြီးတော့ဖြည့်လိုက်လို့ရအမျိုးကြီးရှိရဗျာ budget အနေနဲ့တခြား figure တွေလည်းရှိရဗျာဆိုတော့အဲ့လိုမျိုးဟိုပြောင်းဝယ်လို့ရအမျိုးလည်းပြောင်းဝယ်လိုက်တယ်ပေါ့ဟိုတကယ်လိုချင်တဲ့အရာတော့ဘယ်ရမှာဆိုတော့အစ်စ်ကတော့အကုန်စီကြီးကြတာပဲပေါ့နော်နောက်ဆုံးကိုစိတ်ကအရန်လိုချင်တယ်ဆိုရင်တော့အစားထိုးပြီးဝယ်လိုက်တာတော့အစားထိုးပြီးဖြည့်သိမ်းလိုက်ရတဲ့ပဲကျွန်တော်တို့ကျင်းနေရတာပေါ့နော်
ဒီသိန်း ဘာလို့လဲဆိုတာကျတော့မျောလင်းချက်နဲ့အသက်ရှင်ပို့ပြီးတော့နိုင်ချင်ရရဲဆိုတော့တို့လည်းသိကြမှာပေါ့ဆိုတော့ သူမအောင်ပါအစားသူ့ကိုအစီအစဉ်ရလား ဒါကတော့ သူမအောင်ကကြတော့ကွာအဲ့ဒီအယုတ်တစ်ခုလိုချက်ချင်းအစားသူ့လို့မရတာအောင်မင်းမျိုးရှိနေတယ် ဒါကတော့ပေးတဲ့ view နာတော့ကျင်နာမှုပုံမူတည်တာပေါ့ဗျာဆိုတော့မေးချင်တဲ့မေးခွန်းရှိကြသေးလားမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့ okay ဆိုတော့ညီကုန်းချော်လေးသွားလိုက်မယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနောက်ထပ်တွေကိုလည်းကျွန်တော်တို့ကိုဘာအကြောင်းအရာတွေပြောချင်လဲဆိုတော့ကျွန်တော်ရဲ့ comment box လေးမှာတစ်ချက်ချသွားပေးကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ လာပြီးတဲ့ brother ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီကူတကားဖိတ်ခေါ်ပြီးရတဲ့အတွက်ဒီ dynamic duo diaries ကိုလည်းကျွန်တော်စောင့်ကြည့်နေပါတယ်ဗျာနောက်ပတ်ဒီမှာလည်းကျွန်တော်အနေနဲ့စာအားပေးနေပါဦး pro comments လေးနဲ့ဝင်ရပြီပါ ကျွန်တော်ဗလင်းကျွန်တော်